င်သာသာမကြားရကြပြီမတွေ့ရကြပြီတတိယလိုက်တာသာအေးဟာတငယ်ချင်းတွေစုံစုံညီညီပြေလို့ဆိုတာပြောပါရဲ့တဲ့ရွာဦးကကိုကိုပင်နမနေ့တငယ်ချင်းမဆာဦးလေးနေ့ကိုလွမ်းလို့မျောနေတာသာအေးရဲ့ရွာအရောက်ပြန်လို့ဟာအခုလောက်ဆိုလေသာအေးရဲ့မြူကြီးရောက်လို့တသွေးတမွေးရီနဲ့လှနေတော့မှာပညာဆုံးရင်ပြန်လာမယ်တဲ့ဂရိစကားရတဲ့